ပြောတယ်ဟိုအတပီးကလုတ်ပြီးဆိုပြီးတော့ဒီတော့မိဘနဲ့ပြန်မတွေ့ရတော့ဘူးပြီးတော့ဟိုအဲ့ဘုဒ္ဓမလေးကရသမားလုံးလုံးကိုဖြစ်သွားတယ်အဲ့လိုမျိုးအိမ်တော်မှပဲအဆက်အသွယ်မလုပ်ခွင့်ကျွန်တော်မိဘတွေဘုံလက်သားကြီးတွေ့လို့ချင်းဝမ်းသာသွားအောင်ဆိုပြီးအဲ့လိုခံစားချက်မျိုးနဲ့ကျွန်တော်ပြန်လာတဲ့အချိန်မှာအခုလိုဖြစ်သွားတော့ပို့နာမည်ကအောင်ကြီးချန်ကိုပိုင်မြတ်ကတောင်းဝဲမှု9 လေးရှိကိုတက်ကိုတော်ဆွဲခံရအောင်မင်္ဂလာဝေပြီးကားစိတ်မှာထိုင်ရပြန်လာတယ်ဟိုလည်းလုပ်ငန်းထိုင်ရနေအလုပ်လုပ်ပြီးပြန်လာနေတယ်ကိုတော်ဆွဲခံခမရ106ညဘက်ရောက်တော့တရားလဲခွင့်မသိဘူးအဲ့ကနေနောက်နေ့မနေ့မိုးလင်းတော့ကားနဲ့စကောင်းကြီးကိုပို့လိုက်တယ်ဒီနေ့တော့ဗာလဲစီးပြရဲအဲ့ကိုတီတိုက်တာတွေခြုံငုံတိုက်တာတွေဒါပဲတင်နေတယ်မေးပြီးတော့တင်းတန်းမတက်ရှင်ဘူးလို့ပြောလို့ရှိရင်ဘားတွေကြီးပဲရိုက်တာအဲ့လိုမျိုးချုပ်တယ်ထိတ်တုံးနဲ့ထည့်ထားတယ်ဘားတွေရိုက်တယ်အဲ့လိုမျိုးလောက်တာတော့သုံးတာပဲတင်းတန်းမတက်ခင်ကတော့စိုးတယ်အဲ့လိုမျိုးထမင်းမစားရင်လည်းရိုက်တယ်ထမင်းမစားဘဲနဲ့နေပြန်တော့လည်းမစားမလားဆိုပြီးတော့ရိုက်ပုတ်ပြီးတော့ထမင်းကျူးတယ်ထမင်းကျူးတော့လည်းထမင်းကိုကောင်းကျူးရမဟုတ်တဲတွေကျူးရွေးလိုက်အဲ့လိုမျိုးကြောက်ခဲတွေလည်းပါတယ်တဲလေးတွေလည်းပါတယ်အဲ့လိုမျိုးကျူးလူပြောသူတို့အုပ်ချုပ်တဲ့အောင်မှနေရတော့မလုံးလို့လည်းမရဘူးအဲ့လိုမျိုးကြောင်မလုံးလို့ရှင်လည်းရိုက်ပုတ်လုပ်ပြီးတော့လေဒီလိုပဲလိုက်သွားတာဘွားတနက်ကတခါမှမမြင်ဘူးတော့ကြောက်တာအဲ့တော့ဒီပြေးတဲ့လူတွေကတော့ပြေးနေရတယ်အဲ့လိုမျိုးကျွန်တော်တို့အဲ့အပတ်စဉ်တက်မှာတော့22ယောက်ပြေးတယ်22ယောက်ပြေးတာတော့17ယောက်တော့ပြန်ခံပြီဘိုင်းလို့လဲအချုပ်လေးထည့်လိုက်တာထောင်းချလိုက်တာအဲ့လိုလို့ကျွန်တော်လည်းအဲ့ဒါလို့လဲအဲ့ဒါလည်းစိတ်လည်းမဝင်စားဘူးဝင်နေလည်းမရှိဘူးငယ်လေးကမိဘနာပါလုပ်ကြည့်ဖို့ပဲကျွန်တော်ကောင်းနေမှပြရအခုလည်းအဖေနဲ့မေကိုတွေ့ကျင်လို့ပဲပြန်လာရင်လည်းအဲ့လိုဖြစ်သွားအိမ်တော်မရောက်ခဲ့ဘူးအိမ်နဲ့ဆက်သွယ်နေရတယ်လည်း9 နှစ်10နှစ်လောက်ရှိဒီနိုင်ငံမှာလို့သွားလို့ဒီလိုလည်းတော့အသက်တော်နည်းနည်းဆုံးရတယ်လူကအဲ့ဘက်ကခွေးဘက်ကအင်အားလည်းများတယ်ဆိုသူတို့စကြောင်းထိုးနေတိုက်ချေမှလည်းဒုံးနေရချနေတဲ့အချိန်မှာနောက်ကျောင်းကိုတဲတဲပြန်ပြေးလာလမ်းမှာလည်းမိုင်းနေခင်းခဲ့တာရွှေကူမှာတညဝင်လိုက်ပြီးတယ်အိပ်ပြီးမှဒီဘက်ကိုအဲတက်လေးဘလူးဆက်လေးတော့မသိစီးလာတာလေအဲဒီစက်တန်းလားပဲညာလည်းမသိအဲ့ရောက်မှအပေါ်ကမ်းမတက်ပြီးတော့အလင်းဝင်လိုက်ပြောတယ်ကိုအတပီးကလုတ်ပြီးဆိုပြီးတော့အဲ့လိုမျိုးအရင်တော့မိဘနဲ့ပြန်မတွေ့ရတော့ဘူးပြီးတော့ဒီလိုအဲ့ဘုဒ္ဓမလေးကရသမားလုံးလုံးကိုဖြစ်သွားတယ်အဲ့လိုမျိုးနေခဲ့ဘူးလေဒီဘက်ရောက်တော့ကျွန်တော်တောက်တယ်အဲ့လိုကြီးဒါကြီးလည်းမတောက်တော့ဘူးမပြန်ခင်ချိန်တွင်းတော့ကျွန်တော်ထွက်မပြီးလို့သိချလို့မပြန်ခင်ချိန်တော့ကောင်းမွန်လုပ်ငန်းကိုလုပ်ပြီးနေတာအဆန်းကုန်လည်းကြိုးစားပြီးလုပ်ငန်းလေးနွားကြောင်းရတယ်နွားအကောင်း20ကျော်လောက်ရှိအဲကြောင်းရတယ်တစ်ဖက်မှလည်းသဘောကြောင်းလည်းဝိုင်းချက်ပေးတယ်ဒီလိုတဲ့နေရာကြီးလည်းဝိုင်းညာလုပ်ပြီးသူတို့တွေပြောချင်တာတော့အတန်းနိုင်ဆုံးချောင်းဖို့ပဲပြောချင်ကြဟိုဘယ်လိုလဲကျွန်တော်လိုဒုက္ခရောက်မှာပဲကျွန်တော်မလိုလားဘူးအဲ့လိုနာကြီးကြတော့ရှိတယ်ဆို
အိမ်တော်မှပဲအဆက်အသွယ်မလုပ်ခဲကျွန်တော်မိဘတွေဘုံနေသားကြီးတွေ့လို့ချင်းဝမ်းသာသွားအောင်ဆိုပြီးအဲ့လိုခံစားချက်မျိုးနဲ့ကျွန်တော်ပြန်လာတဲ့အချိန်မှာအခုလိုဖြစ်သွားတော့ကိုအမေအိမ်ကတော့တထက်ရောက်သွားတာတော့ပြီးတယ်ဆိုပြီးမှတကယ်ချင်းတယောက်ကပြောလိုက်တယ်အခြားလူတွေတော့ဘယ်လိုမသိနေလဲလို့မသိနေလဲဆိုတာဒါပြန်လာမှလို့မင်းဖြစ်တဲ့နည်းနဲ့ပြန်လာမှလို့အဲ့လိုပဲပြောအစိုးရအလင်းဝင်ဖို့သုံးပြပေးတာတင်တန်းကျောင်းမှာတည်းက3ကထွက်ပြေးတယ်လည်း3က3ပြန်ဖမ်းမိတာဒီပါဒီတော့ပြောချင်တာတော့အသက်ရှင်နေရရှိသေးရဲ့မကြခင်ပြန်လာတော့မယ်ဆိုတော့အကြောင်းလေးပဲပြောချင်တာ